အားလုံးပဲမင်္ဂလာပါရှင် Your Happiness by Juju Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ဆရာမိုးကျော်သူရေးသားထားတဲ့ရန်စဲရှင်းမဲ့နေလကျန်းဆိုတဲ့တိုင်းစာအုပ်လေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နားဆင်ခံစားအားပေးကြပါအောင်ရှင်နေ့ရက်မြောက်နေ့ဒီနေ့မှာချင်းုံမျိုးတစ်မျိုးလုံးထူးထူးခြားခြားစီကားနေလေတယ်တဲခိုကန်းနေရလဲလူများနဲ့ပြည့်နေတော့ဘာကြောင့်ဒီလောက်ထိစီကားနေရတယ်ဆိုတာကိုလင်းချန်တယောက်သိရှိပြီးဖြစ်တယ်ဒီနေ့ဟာမယနာစစ်တမန်ခန်းချုပ်ဖန်ကန်းနဲ့ရွှေချမင်းကြည်စန်းတို့သူနိုင်ကိုနိုင်ရှင်ပြိုင်တက်ခတ်ကြမဲ့ပွဲကြီးပွဲကောင်းစိန်ခေါ်ပွဲကျင်းပမယ့်နေ့တစ်နေ့ဖြစ်တယ်မဟုတ်လားလင်းချန်ဟာသူနဲ့တခန်းတော့တဲခိုခဲ့တဲ့မင်မင်အမည်ရှိတဲ့လူငယ်မှာသူလိုက်လံရှာဖွေနေတဲ့ပိုင်ရဲမင်းကလေးဖြစ်နေတာကိုသိလိုက်ရတယ်ပြီးတော့သူဟာယောက်ျားသွင်ဝတ်ဆင်ထားတဲ့ပိုင်ရဲကိုတစ်မျိုးလုံးအနှံ့ရှာဖွေခဲ့တယ်။ဒါပေမဲ့သူ့ကိုရှောင်နေသူတယောက်ကိုတွေ့ရမှာမလွယ်လှပြီ။သို့တော့လင်းချန်တခုစဉ်းစားမိတာကပိုင်ရဲဟာတိုင်းသမီးပြိုတယောက်ဖြစ်တယ်။တိုင်းဝါသနာရှင်တို့ဟာတိုင်းပြိုင်ပွဲကိုမလွတ်တမ်းအားပေးကြည့်ရှုကြတာဓမ္မတာဖြစ်တယ်။ဒါကြောင့်တိုင်းပညာရှင်ဖြစ်တဲ့ပိုင်ရဲဟာယနေ့ကျင်းပမဲ့တိုင်းပြိုင်ပွဲကိုတော့ညီတိနင်းနေမှအလွတ်ခံမှာမဟုတ်ပြီ။အထူးသဖြင့်ထို့ပွဲဟာမိမိတို့လိုအဖြစ်အောင်တိုင်းသမားနဲ့အမဲရောင်တိုင်းသမားတို့ရှင်ပြိုင်တဲ့ပွဲဖြစ်နေလို့ပိုရွေးပင်ကြည်သင့်ပေသေးတယ်။သူကအဲ့လိုတွေးလိုက်မိတာနဲ့ကိုရောင်ဖြောက်ပြီးအဲ့ဒီတိုင်းစင်ကော်ပွဲကိုတွားရောက်ပြီးပိုင်ရဲကိုရှာဖွေရန်ဆုံးဖြတ်လိုက်လေတော့တယ်။တိုင်းစင်ကော်ပွဲဟာချင်းုံမျိုးအနောက်ဘက်မှာရှိတဲ့ကွဲပြင်ကျဲအိမ်မှာကျင်းပမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒီနေရာကိုဥတော်ဟိုတွားလာနေကြတဲ့အတွက်လမ်းမကြီးများစီကားရင်းနေတယ်။ဒီစင်ကော်ပွဲကိုလာရောက်ကြသူတွေဟာများသောအားဖြင့်နေပယ်အသီးသီးမှာရောက်ရှိလာတဲ့မယနာစေတမန်ဂိုင်းသားတွေဖြစ်တယ်။လင်ချာဟာဒီများပြတ်လာတဲ့ဂိုင်းသားတွေကိုမြင်တွေ့လိုက်ရတဲ့အခါတပြင်းတစ်ချက်ကိုလေးပင်စွာချမိလေတယ်။မယနာစေတမန်ဂိုင်းဟာအတော်ကြီးထွားနေတာပဲ။ဒီအတိုင်းဆိုတိုင်းလောကအတွက်ရှင်လေးစရာပါလားနော်။သူဟာစိတ်ပြတ်စွာညှဉ်းညူမိတယ်။သူဟာတွေ့တော်ရင်ငေးမောရင်ရှောက်လာရကနေတနေရာရောက်မှသူ့ရဲ့ခြေလမ်းနဲ့တုံငနဲ့ရက်သွားတယ်။ငါဒီတိုင်းရှေ့ဆက်သွားလို့မဖြစ်ဘူး။တော့ကြပိုင်ရဲငါ့ကိုမြင်သွားပြီးရှောင်ပုန်းနေအောင်မယ်။ဒီတော့ငါဘယ်လိုလုပ်ရမလဲ။သူကအနှဲငယ်စဉ်းစားလိုက်တယ်။မကြပါ။သူကအကြံရရှိသွားလေတယ်။ဟာဟုတ်ပြီ။ငါရုပ်ဖြတ်သွားမယ်။သူကနောက်ကျောင်းကိုပြန်လှည့်သွားတယ်။လင်ချမ်းတွေးထင်တယ်မှမမှားပြီ။အเจ้าမှာမျက်လုံးတစ်စုံကလင်ချမ်းကိုတနေရာကနေမျက်ခြေမပြတ်အကဲခတ်နေတာကြောင့်ပဲဖြစ်တယ်။ဒီမျက်လုံးပိုင်ရှင်ဟာပိုင်ရဲပဲဖြစ်တယ်မဟုတ်ပါလား။ပိုင်ရဲကယောက်ျားလေးအသွင်ဝတ်ဆင်ထားလေတယ်။သူကတနေရာကနေပြီးလင်ချမ်းရဲ့လှုပ်ရှားမှုကိုအကဲခတ်ကြည့်နေတယ်။ဒီနေ့လင်ချမ်းကတိုင်းပြိုင်ပွဲကိုရောက်လာလိမ့်မယ်လို့သူမကသိထားတာကြောင့်ကြိုတင်ရှောင်ရှားနိုင်ရန်ဖြစ်တယ်။သူမကအဲ့လိုအကဲခတ်ကြည့်နေစမှာပဲ။လင်ချမ်းနောက်သို့ပြန်လှည့်သွားတာကိုတွေ့လိုက်ရတယ်။သူမမျက်မှောင်ကုတ်သွားတယ်။သူဘာကြောင့်နောက်ပြန်လှည့်သွားရတာလဲ။ဧကနာစိတ်ထားပြောင်းပြီးတိုင်းစင်ကော်ပွဲကိုမသွားတော့ဘူးနဲ့တူတယ်။ဘာဖြစ်ဖြစ်ငါခဏလောက်တော့စောင့်ကြည့်လိုက်အောင်မယ်။သူပြန်လာတာမတွေ့မှငါအေးစစ်သေးနဲ့လွတ်လွတ်လပ်လပ်သွားရမယ်။တမအဲ့လိုစဉ်းစားပြီးတဲ့နောက်လင်ချမ်းပြန်လာအောင်စောင့်ကြည့်နေတယ်။အတန်ကြာသွားတယ်။လင်ချမ်းတယောက်ပြန်လာတာအောင်မတွေ့ရပြီ။တိုင်းစင်ကော်ပွဲကိုသွားကြတဲ့တိုင်းသမားတွေဟာအခုအခါလမ်းမပေါ်မှာအတော်နှဲသွားတယ်။ပိုင်ရဲ့ခေါင်းကုတ်လိုက်တယ်။တိုင်းပြန်ပွဲတော်စတော့မယ်။ဟိုတယောက်အခုချိန်ထိမလာသေးဘူး။တမကခေါင်းခါရမ်းတယ်။သူမလာတော့ဘူးနဲ့တူတယ်။တမတစ်ချက်ပြုံးလိုက်တယ်။ကောင်းတယ်။ဒါမှငါတိုင်းပြန်ပွဲကိုအေးစစ်စစ်ကြည့်ရမှာ။တမလင်းချောင်းဆက်လက်စောင့်ကြည့်ခြင်းမပြုတော့ပဲထက်သွားရန်ပုံကွက်နေရကနေထွက်လိုက်လေတယ်။အဲ့ဒီအချိန်လမ်းမပေါ်မှာအဖိုးတူလမ်းလျှောက်လာနေတာကိုတွေ့လိုက်ရတယ်။ဖြူပွေးတဲ့မုတ်စိတ်မွေးရှည်တွေနဲ့တောင်ဝေးတစ်ချောင်းထောက်ပြီးအဖိုးလို့ဆိုရပေမဲ့ဖြစ်ဖြစ်လက်လက်ရှိနေတယ်။ဓာတ်တက်လက်ကျောမှာပိုးထားတာကြောင့်တိုင်းပညာရှင်တရားဖြစ်မှာပိုင်ရအကဲခတ်မိတယ်။ဒါကြောင့်တမအဖိုးကိုနေကိုလျှောက်သွားပြီ။အဖိုးကမကြားတဲ့အလားရှေ့ကိုဆက်သွားနေတယ်။တမထပ်ခေါ်လိုက်တယ်။အဲ့ဒီခါကျမှအဖိုးကတမကိုလှည့်ကြည့်လိုက်တယ်။တမကိုမြင်တွေ့လဲရတဲ့အခါအဖိုးရဲ့မျက်လုံးစုံကပြူးသွားတယ်။ဒါပေမဲ့သူကမျက်နှာကိုချက်ချင်းတီးလိုက်တယ်။ကျုပ်ကိုခေါ်တာလား။သူကအတန်မာမာနဲ့မေးလာတယ်။ပိုင်ရဲ့ခေါင်းညှိလိုက်တယ်။ဟုတ်ပါတယ်။အဖိုးကဘာကိစ္စလဲ။ကတိုင်းပြိုင်ပွဲသွားမလို့လားလို့မေးမလို့ပါ။ဟုတ်တယ်။မင်းကဘာလို့မလို့လဲ။ပိုင်ရဲ့မျက်မှောင်ကုတ်သွားတယ်
အဖိုးကဘာကြောင့်ဒီလောက်ထိလေတံမာနေတာကိုသူမနားမလည်နိုင်အောင်ဖြစ်နေရတယ်။ချက်ချင်းပဲအဲ့ဒီအဖိုးကလူကသားကြီးဖြစ်ရမယ်လို့သူမကမှတ်ချက်ချမိလိုက်တယ်။လင်ချန်းကနောက်ကျောင်းအောင်ပြန်လှည့်လာပြီးနောက်သူတဲခုနေတဲ့အခန်းကိုပြန်ပြီးထိုတဲခုဆောင်မှအလုသမားတဦးကိုအကူအညီတောင်းလိုက်လေတယ်။အလုသမားမြို့ထဲမှာရှိတဲ့ရုပ်ပြပညာတော်တဲ့လူတဦးကိုတွားရောက်ခေါ်ပြီးတယ်။ပြီးတဲ့နောက်အိတ်ဆရာနဲ့သူ့ရဲ့အသွင်တရံပြုပြင်ပြောင်းလဲလိုက်တယ်။သူကအဲ့လိုပြုပြင်ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာသူ့ရဲ့ပုံဟန်အဖိုးကိုတဦးနဲ့မချပြောင်းလဲသွားလေတယ်။အကိုလေးကိုမြင်တဲ့လူတိုင်းအဖိုးကိုတယောက်လိုပဲထင်မယ်ဆိုတာကျွန်တော်ရေးကြီးပြောရတယ်ဗျာ။အကိုလေးရုပ်ကိုကျွန်တော်ဘလို့မှဖမ်းလို့မရတော့ဘူး။အလုသမားပြောင်းလဲသွားတဲ့လင်ချန်းရဲ့ရုပ်သွင်ကိုကြည့်ပြီးပြောလိုက်ခြင်းဖြစ်တယ်။လင်ချန်းကသဘောကျသွားတယ်။သူကအလုသမားရဲ့ပခုံးတစ်ချက်ပုတ်လိုက်ပြီးမင်းခေါ်လာပြီးတဲ့ဆရာကြီးကတကယ်တော်တာပါလား။အလုသမားကပြုံးလျက်အကိုလေးရုပ်သွင်ကတော့ဘလို့မှလူငယ်တယောက်တည်းဖမ်းလို့မရတော့ဘူး။ဒါပေမဲ့အတန်လေးပါလေးပြောင်းမှသဘာဝကျမှာနော်။သူကပြုံးလိုက်ပြီးဒါတော့စိတ်ချကျုပ်ဖေကအတန်တူဝိဇ္ဇာကျုပ်ဖေရဲ့အမွေကိုကျုပ်လည်းနည်းနည်းပါးပါးရထားပါတယ်။ဟာဒါဆိုအဆင်ပြေပြီပေါ့။ဒါပေါ့ကွာ။သူကအိတ်ထဲကငွေတစ်တုံးကိုထုတ်ပေးလိုက်ပြီးကဲရော့ဒါမင်းကူညီပေးလို့ပေးတာ။အလုသမားကသွားပြည့်လျက်ဟာရပါတယ်အကိုလေးဟာ။သူကရပါတယ်လို့ပါဇက်ကပြောနေပေမဲ့ငွေတုံးကတော့သူ့လက်ထဲပါသွားပြီဖြစ်တယ်။လင်းချမ်းဟာအဖိုးတယောက်ရဲ့တင့်ပြင်းပုံစံနဲ့တန်းပြိုင်ပွဲကိုသွားဖို့ထွက်လာခဲ့တယ်။သူကရင်းတို့ထွက်လာပြီးတနေရာကိုအရောက်မှာရုတ်တရက်လူတယောက်ရဲ့အပားလိုခေါ်တဲ့နောက်ကနေချလိုက်ရတယ်။ဒါပေမဲ့သူကမိမိရုပ်ဖြတ်ထားတာကိုမေ့လျော့ပြီးသူ့ကိုခေါ်တယ်လို့မထင်ပဲဆက်လျှောက်သွားတယ်။ဘာထပ်မံခေါ်လိုက်တဲ့ကြားလိုက်ရလို့သူဟာဝင်းကျင်ကိုမျက်လုံးတစ်ချက်ကစားလိုက်တယ်။လမ်းမပေါ်မှာသူဟာတယောက်တည်းရှောက်လန်းနေခြင်းဖြစ်တာကိုသိလိုက်ရတယ်။ဒါအပြင်မိမိကရုပ်ဖြတ်ထားခြင်းဖြစ်တာကိုလည်းချက်ချင်းအမှတ်ရလိုက်တယ်။ဒါကြောင့်သူဟာနောက်ကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒီအခါသူ့ရဲ့မျက်လုံးအစုံဟာပြူးကျဲသွားရတယ်။အကြောင်းရင်းကသူ့ကိုခေါ်နေသူဟာပိုင်ရဲဖြစ်နေတာကိုတွေ့လိုက်ရခြင်းကြောင့်ပဲဖြစ်တယ်။ဒါပေမဲ့သူဟာပိုင်ရဲကိုမသိဟန်ပြုတ်ပြီးလောလောဆယ်ရေလိုက်တဲ့ငါးလိုက်တဲ့နေရန်ဆုံးဖြတ်လိုက်လေတော့တယ်။မင်းကဘာလုပ်မလို့လဲ။ပိုင်ရဲဟာဆွမေးလာတဲ့အတွက်လင်ချာစိတ်မရှိဟန်နဲ့မေးလိုက်တယ်။သူမရဲ့မျက်နှာရှုံ့မဲ့သွားတာကိုသူတွေ့လိုက်ရလေတယ်။ပိုင်ရဲကအဘကစိတ်တော်ကြီးမဲ့ပုံပဲ။ဒီစကားကြောင့်လင်ချန်ပြုံးမိလေတယ်။ဒါပေမဲ့သူကရဲချင်းစိတ်ကိုမျိုးသိပ်ထားလိုက်တယ်။အကြောင်းကသူရုပ်ဖြတ်ထားတာကိုပိုင်ရဲရိပ်မိသွားမှဆိုတာကြောင့်ဖြစ်တယ်။ပိုင်ရဲကဆက်ပြီးကျွန်တော်လည်းအဲ့ဒီကိုသွားမလို့လင်ချန်အဲ့ဒါကြောက်ဘာလို့ရမှာလဲ။ပိုင်ရဲကပြုံးလိုက်တယ်။ကျွန်တော်ကတိုင်းသမားချင်းမိတ်ဖွဲ့တဲ့သဘောပါ။သူကတကယ်လို့ကျုပ်ကမယနာစစ်တမန်ခိုင်းတာဖြစ်နေခင်မင်းရဲ့မိတ်ဆွေဖွဲ့မှုကကိုယ့်တည်တွင်ကိုတူးသလိုဖြစ်နေမှမတွေးမိဘူးလား။ပိုင်ရဲရေမောလိုက်လေတယ်။အဘကမယနာစစ်တမန်ခိုင်းတာမဟုတ်ဘူးဆိုတာသိလို့လဲကျွန်တော်မိတ်ဖွဲ့တာပါ။သူကကျုပ်ကမယနာစစ်တမန်ခိုင်းတာမဟုတ်ဘူးလို့မင်းကဘယ်လိုပြောနိုင်တာလဲ။ပိုင်ရဲကပြုံးပြီးမယနာစစ်တမန်ခိုင်းသားတွေရဲ့အင်ချီရင်ဘတ်မှာအယိုးစုခေါင်းမအမှတ်သားတစ်စိတ်ရှိတယ်လေ။ကျုပ်မမြင်မိပါလား။အဘတတိမထားမိလို့ပါ။ပြီးတော့သူတို့တစ်စိတ်ကသေးလွန်းလို့အနိကကြီးမှမြင်ရတာ။သူကခေါင်းညှိလိုက်တယ်။ဟုတ်မှာပေါ့လေ။ပိုင်ရဲကအဘကျွန်တော်မိတ်ဆွေဖြစ်တိမှတ်ပြုတ်နိုင်မလား။လင်ချန်ကသူမကိုကြည့်ပြီးမင်းကဒီလိုပဲတွေ့တဲ့နေရာမှာတွေ့တဲ့လူကိုမိတ်ဆွေဖွဲ့တတ်သလား။ပိုင်ရဲကကျွန်တော်စိတ်ထဲမှာမိတ်ဆွေဖွဲ့ချင်တဲ့ဆန္ဒပေါ်လာရင်တော့အခုလိုပဲမိတ်ဆွေဖွဲ့တတ်ပါတယ်။သူတို့စကားတပြောပြောနဲ့ရှောက်လာကြတယ်။သူမကဆက်ပြီးဒါနဲ့အဘကိုကြည့်ရတာတိုင်းပညာရှင်တယောက်ဖြစ်ပုံရတယ်။မင်းစိတ်ထင်လို့ပါ။ပိုင်ရဲကအခုစိန်ခေါ်ပွဲမှာလူနှစ်ယောက်ဘသူနိုင်မယ်လို့အဘထင်လဲ။ဒါတော့သူတို့ရဲ့တိုင်းပညာပေါ်မှာမူတည်တာပေါ့။အများထင်ကတော့ဖန်ကမ်းမဲနိုင်မယ်လို့ပြောနေကြတယ်။ပိုင်ရဲမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးနိုင်မှာပေါ့။သူကစီကန်းချက်နဲ့အညီတိုက်ခိုက်လို့နိုင်ရင်မနိုင်မတမာတဲ့ညီသုံးပြီးအနိုင်ယူနေကြပဲ။လက်ဖက်ကသူမကိုလှည့်ကြည့်ရင်ဖန်ကန်းရဲ့တိုင်းပညာဆိုအောင်မမြင်ဘူးလား။ပိုင်ရဲကကျွန်တော်3-4ခါလောက်မြင်ဘူးတယ်။ကျွန်တော်ကတော့သူ့ဘလောက်တော်အထင်မကြီးပါဘူး။ပိုင်ရဲကအဖိုးကိုလှမ်းကြည့်လိုက်ပြီးအဘတကယ်လို့ဒီပြိုင်ပွဲမှာရွှေကြားမင်းရှုံးမယ်လို့ထင်အဘနဲ့ကျွန်တော်နှစ်ယောက်ပေါင်းပြီးကဲတင်ကြရအောင်လား။ပိုင်ရဲစကားကြောင့်လင်ချန်မင်းနဲ့ရွှေကြားမင်းကအသိတယ်လား။ကျွန်တော်လည်းမသိတဲ့လို့တိုင်းလောက်ကမှာအတော်နဲပါတယ်။ပြီးတော့ तू ကလေးစားထိုက်တဲ့လူတူပါ။ तू ကဒီပွဲမှာရှုံးမယ်ဆိုတာကိုသိရနဲ့သူ
သူတို့စီးရုံးလာကိုလက်မခံမဲသူတို့ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်တော့လင်ချန်တက်ပြင်းချလိုက်တယ်အချင်းတွေကိုစောင့်ကြည့်ပြီးကဲတဲ့မှုစဉ်းစားကြတာပေါ့ပိုင်ရင်ကအဖကျွန်တော်နဲ့မပူပေါင်းလဲကျွန်တော်ကတော့မဖြစ်ဖြစ်တဲ့အနေနဲ့ရွှေချမင်းကိုကဲတင်ရမှာပဲလင်ချန်မှာပိုင်ရဲကိုလေးစားတဲ့အချင်းနဲ့ကြည့်မိလေတော့တယ်လင်ချန်နဲ့ပိုင်ရဲတို့ဟာစကားတပြောပြောနဲ့ရှောက်လာကြရင်ယူနစ်နှစ်ဦးကြက်ခန့်ကြတဲ့အခါတန်းပြိုင်ပွဲကျင်းပတဲ့နေရာကိုလှမ်းမြင်လိုက်ရလေတယ်ပြိုင်ပွဲကိုလာရောက်ကြည့်ရှုသူတွေဟာ300ခန့်ရှိပြီးဒီလူတွေထဲမှာ200ခန့်မယနာခိုင်းသားတွေဖြစ်တယ်လင်ချန်နဲ့ပိုင်ရဲတို့ဟာစကားဖြတ်လိုက်ကြပြီးလူအုပ်ထဲတိုးဝင်ရင်ရှေ့ဆုံးမှာနေရာယူလိုက်လေတယ်ပြိုင်ပွဲကမကြမီစတင်တော့မှဖြစ်တယ်ဆင်မြင့်ထက်မှာရှင်ပြိုင်မဲ့လူနှစ်ဦးဟာအခမ်းအနားထိုင်နေကြတယ်လင်ချန်ကဒီလူနှစ်ဦးကိုအကဲခတ်ကြည့်လိုက်တယ်ဒီလူနှစ်ဦးမှာအသက်40ကျော်ဝန်းကျင်ခန့်ရှိလေတယ်ခန္ဓာကိုယ်ထွတ်ထွတ်ကြမ်းကြမ်းနဲ့ခံရတဲ့ရုပ်သွင်းကိုပိုင်ဆိုင်ထားကြသူများဖြစ်တယ်တယောက်ကနှာခမ်းမွေးထူပင်းပြီးမျက်ခုံးမွေးမှာလည်းထူပြက်လျက်ရှိတယ်အနီရောင်ဝတ်စုံကြီးကိုလွှမ်းခြုံထားပြီးအနီရောင်ကိုချက်အင်းကြီးပေါ်မှာအဖြူရောင်အရိုးစုခေါင်းမုံကြီးတစ်ခုအထင်သာဒါကြောင့်ဒီလူဟာမယနာစေတမန်ဖန်ကန်းဖြစ်တယ်ဆိုတာသိတာထင်ရှားလာပြီ။အခြားတစ်ယောက်ကမူရွှေဝါရောင်စံကေတာပိုင်ရှင်ဖြစ်တယ်။စံကေတာတဲ့မကပဲမျက်ခုံးမွေးနှာခမ်းမွေးများကလည်းရွှေဝါရောင်ဖြစ်နေတယ်။ဒီလူဟာကြားရည်ကွန်တစ်ခုကိုခန္ဓာကိုယ်တစ်ချမ်းလွှမ်းခြုံထားတယ်။ဒီလူရဲ့တင်ပြန်ကလည်းရွှေကြားမင်းဖြစ်ကြောင်းသိတာလွန်းလာတယ်။လင်ချန်ကသူတို့နှစ်ဦးကိုရင်းတို့အကဲခတ်နေစမှာပဲအချက်ပေးမောင်းတန်တစ်ချက်ထွက်ပေါ်လာလေတယ်ပြိုင်ပွဲဆိုင်ရန်သတိပေးလိုက်ခြင်းဖြစ်တယ်။ပြိုင်ပွဲကိုချစ်ရှုတဲ့ပြိသက်တွေလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ဒါပေမဲ့ရွှေကြားမင်းနဲ့မယနာမင်းတို့နှစ်ယောက်ဟာတုံမြမလုပ်ပဲငြိမ်သက်လျက်တယောက်ကိုတယောက်အကဲခတ်ကြည့်နေကြတယ်။ပြိုင်ပွဲမကြာမီစတင်တော့မှမို့ပြိုင်မဲ့လူနှစ်ဦးစင်းမြက်လေကိုကြွရောက်ပါရန်ဖိတ်ခေါ်အပ်ပါတယ်။မယနာခိုင်းသားတယောက်ရဲ့အတန်ကျေလောင်စွာထွက်ပေါ်လာတယ်။တို့တန်ရွှေကြားမင်းနဲ့မယနာမင်းမှမူတုံများမလုပ်ကြပြီ။မယနာစေတမန်ခိုင်းသားရဲ့အတန်ထပ်မံထွက်ပေါ်လာတယ်။ပရိသတ်များခင်ဗျာအခုပြိုင်ပွဲဟာဆိုရင်တိုင်းလောကမှာဘသူကဘိုးဖြစ်တယ်ဆိုတာအဆုံးဖြတ်ပေးမဲ့ပွဲဖြစ်ပါတယ်။အထူးသဖြင့်မယနာမင်းကိုရှင်းမို့ဘယ်တော့မှမရဘူးဆိုတာပရိသတ်အားလုံးကိုမျက်မြင်ကိုယ်တွေမြင်စေချင်လို့ပြသတဲ့ပွဲလည်းဖြစ်ပါတယ်။ဒီစကားကြောင့်အဖြူအောင်တောင်းသမားများအားလုံးလှုပ်လှုပ်ရရဖြစ်သွားကြလေတယ်။လင်ချမ်းပင်လင်းလက်သီးကိုချစ်ပါအောင်ဆုပ်ထားမိတယ်။ပိုင်ရဲမှမူတော်တော်လူပါဝတဲ့လူတွေကြိတ်ပြီးပြောလိုက်တယ်။သူမဟာလူငယ်ပြီးမခံချင်စိတ်နဲ့ပြောလိုက်တာကြောင့်အနီးမှာရှိတဲ့မျက်နှာကိုင်းသားတဦးကကြားသွားပြီးဟဲ့ကောင်နင်ဘာပြောလိုက်တာလဲကွာရန်လိုတဲ့အသွင်နဲ့အော်ငေါက်လာလေတယ်ပိုင်ရဲကကြောက်မှန်တာပြောတာပဲခမရတို့ကိုင်းကျုပ်ကကိုတိတ်ပြီးအထင်ကြီးပုံရတယ်ထိုလူကနှက်ခမ်းမဲ့လိုက်ပြီးအထင်ကြီးရမှာပေါ့ကွာအခုချိန်နေငါတို့ကိုင်းကျုပ်ကိုနိုင်တဲ့လူပေါ့သေးလို့လားပိုင်ရဲကမဲ့လိုက်ပြီးမကြတော့ပါဘူးမကြတော့ဘူးဆိုတာနှစ်တရာကိုပြောတာလားအဲ့လူရဲ့စကားကြောင့်ပိုင်ရဲမှာဒေါသထွက်သွားပြီးတမရဲ့လက်ဟာဓာယုတ်စီကိုအလိုလိုရောက်သွားလေတယ်အချင်းနေမဟန်မှန်းသိလိုက်တဲ့အတွက်လင်ချန်ကကမန်ကရဟန်တားပြီးပြောလိုက်ရတယ်တငယ်ကျုပ်တောင်းမှန်ပါတယ်ဒေါသရှိမထားပါနဲ့ပိုင်ရဒေါသကိုချုပ်တီးလိုက်ပြီးခမရတို့လူဘာဝလိုရတော့ဝထောင်ပေါ့ဗျာမျက်နှာစစ်တမန်ကိုင်းသားမင်းလည်းကောင်းကောင်းတတိထားနေပါကျုပ်တို့ကိုင်းကျုပ်ကိုစော်ကားတဲ့စကားမျိုးနောက်တစ်ခါပြောရင်တော့ကျုပ်တို့ကညမှာမဟုတ်တော့ဘူးပိုင်ရဲဟာအန်ကိုတင်းကြိတ်လိုက်တယ်လင်ချန်ပိုင်ရဲကိုဆက်မပြောဖို့မျက်ရည်ပြလိုက်တယ်အဲ့ဒီအချိန်မယနာစစ်တမန်ခိုင်းသားတို့ရဲ့အားပေးတဲ့လက်ခုပ်တန်တွေဟာစူညံစွာထွက်ပေါ်လာတယ်လင်ချန်တို့ဟာဂျိုင်းတို့စမြင့်ပေါ်ကိုလှမ်းကြည့်လိုက်ရင်ရှင်ပြိုင်မဲ့လူနှစ်ဦးဟာစမြင့်လေကိုရောက်ရှိနေကြပြီဆိုတာတွေ့လိုက်ရတယ်မယနာစစ်တမန်ဖန်ကန်းဟာရွှေကြားမင်းကြည်စမ်းကိုဆူရှာတဲ့မျက်လုံးနဲ့စိုက်ကြည့်ရင်ခမရကိုကျုပ်အခွင့်အရေးတွေအများကြီးပေးခဲ့ပြီဒါပေမဲ့ခမရတိတ်ပြီးခေါင်းမှန်နေတော့ကျုပ်ကမလွဲတာပဲခမရကိုတိုက်ခတ်ရတော့မှာပေါ့ဗျာသူကတပ်ပြင်းချပြီးဒါပေမဲ့အချိန်ရှိပါသေးတယ်လေအခုနေခမရအဖြစ်ပေးရင်ရပါသေးတယ်ကြည်စံနှာခေါင်းတစ်ချက်ရှုံလိုက်ပြီးကျုပ်စကားတစ်ခွန်းပြောပြရင်ဘယ်တော့မှပြင်ဦးထုံးစံမရှိဘူးအခုလည်းမပြင်ဘူးနောင်လည်းပြင်မှာမဟုတ်ဘူးဖန်ကန်ဟာမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးခမရခုလိုခေါင်းမှနေမကြခင်ခမရရဲ့တိုင်းပညာတွေပျောက်ဆုံးပြီးဒုက္ခိတဘဝနဲ့တစ်သက်လုံးနေသွားရမှာကိုပြန်ပြီးစဉ်းစားစမ်းမအောင်လေကြည်စံကျုပ်ရဲ့တိုင်းပညာတွေကိုခမရချက်စည်းပြစ်နိုင်ခဲ့ကျုပ်ဟာတေလူတယောက်နဲ့မချတော့ပါဘူးဗျာဖန်ကန်ကရဲလိုက်ပြီးဒါကြောင့်မို့ကျုပ်ကပြောတာပါတကယ်လို့သာကျုပ်ကိုင်းနဲ့ကိုခမရဝင်ခဲ့မယ်ဆိုရင်နေရာကောင်းကောင်းလဲရမယ်အာနာလဲရမယ်ဘလောက်ကောင်းလိုက်တယ်လဲကြည်စံကမချီပြုံးလိုက်ပြီး
ကြောက်ပြောမဲ့စကားကိုလည်းစောအောင်နားထောင်မအောင်လေသူကဆက်ပြီးတကယ်လို့ခမည်းနဲ့ရှင်ပြိုင်လို့ကျုပ်ရှုံးခဲ့ရင်တိုင်းပညာအဆုံးရှုံးခံရမယ့်အတူတူကျုပ်ကခမည်းကိုအသေးခံပြီးတိုက်ရမှာပဲခမည်းကိုကျုပ်အနိုင်မတိုက်နိုင်ရင်တော့ခမည်းတစ်ခုခုတော့ကျုပ်ကိုပေးဆက်ရလိမ့်မယ်ဟာဟာဟာဖန်ကန်ကရေလိုက်တယ်သူ့ရဲ့ရင်မောတဲ့ဟာအလွန်မဲကျဲလောင်လှပေးတယ်စကားတွေကကြောချမ်းစရာပါပဲဗျာကောင်းပြီကျုပ်ကပဲခမည်းကိုပေးဆက်ရမလားခမည်းကပဲကျုပ်ကိုပေးဆက်ရမလားဆိုတာကြည့်ကြသေးတာပေါ့ဖန်ကန်ကစကားဆုံးတာနဲ့ရေးလိုက်တယ်။တစ်ဆက်တည်းသူ့ရဲ့ခန္ဓာကိုယ်ဟာကြည်စမ်းထံကိုလျှက်စီးပတ်မှာလျှက်တစ်ပြက်တိုးဝင်သွားလေတယ်။သူ့ရဲ့လှုပ်ရှားမှုဟာလျင်မြန်လွန်းတာကြောင့်ကြည်စမ်းကကြောက်အံ့ဖြစ်သွားရတယ်။သူဟာကမန်းကရန်ရှောင်တိန်လိုက်ရတယ်။သူ့တန်ဖန်ကန်ရဲ့လက်ဝါးဟာသူ့ပခုံးကိုရှက်ထိသွားလေတယ်။ပခုံးဆုပ်ပြတ်သွားပြီးသွေးတွေချင်းချင်းနီးရဲသွားလေတယ်။အဖြူအောင်တိုင်းသမားတို့မှာထိတ်လန့်သွားကြလေတယ်။သူကအံကိုတင်းတင်းကျိတ်လိုက်တယ်။ဂျာဟိန်းတန်တပွဲကြောက်မက်ဖွယ်ဟာတစ်ချက်អော်လိုက်ပြီးဖန်ကန်ကိုခုံအုပ်လိုက်တယ်။အကယ်၍သာဖန်ကန်ကအရှောင်မမြင်သူ့ရဲ့တန်မာတဲ့လက်နှစ်ဖက်ဖန်ကန်ရဲ့နှလုံးသားကိုထိုးပေါက်သွားမြည်သာဖြစ်တယ်။ဒါပေမဲ့ဖန်ကန်ကသူ့ရဲ့တိုက်ခတ်မှုကိုမှုပဲမမှုပဲအตาရပဲရှောင်တိန်နိုင်ခဲ့တယ်။ကြည်စမ်းဟာအဆက်မပြတ်တိုက်ခတ်လိုက်တယ်။ဖန်ကန်ကလည်းအဆက်မပြတ်ရှောင်တိန်ပြီးသူ့ရဲ့လက်နှစ်ဖက်ကိုစက်ကြတစ်ခုပေါ်မှာအဆက်မပြတ်ဝှေ့ရမ်းလိုက်တယ်။အဲ့ဒီအခါသူ့ရဲ့လက်မှာလေပွေတစ်ခုဖြစ်ပေါ်လာပြီးသူကစထုတ်လိုက်တဲ့အခါအဲ့ဒီလေပွေဟာကြည်စမ်းထောင်အရှိန်ဟုန်နဲ့တိုးဝင်သွားတယ်။ကြည်စမ်းကထိတ်ခနဲဖြစ်သွားပြီးသူကလက်နှစ်ဖက်ဆက်ထုတ်ပြီးဒီလေပွေကိုပြန်ပြီးတွန်းကန်ထုတ်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့အတွင်းကအသုံးပြုလိုက်တာအားနည်းငယ်လျော့နေတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ဟာလေပွေရဲ့ဆွဲခေါ်သွားမှုကိုခံရပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာစင်မြင့်ပေါ်မှာပိတ်သက်တော်တဲ့ကိုအရှိန်နဲ့လွင့်ကျသွားတယ်။သို့တော့ကြည်စမ်းကမြေကြီးပေါ်မကျမီပါပဲခန္ဓာကိုယ်ပြန်လဲထိလိုက်နိုင်တဲ့အတွက်လူကြားထဲမှာမတ်တက်အနေထားနဲ့အตาရပဲကြာရောက်သွားတော့တယ်။တစ်ဆက်တည်းသူကစင်မြင့်ပေါ်ကိုခုံလွှားတက်လိုက်တယ်။ဤတစ်ချိန်ဖန်ကန်မှာဓာတ်တစ်လက်ကိုအစင်းနဲ့ကန်ဆောင်ထားတယ်။သူကလက်နက်ကိုထုတ်ကန်လိုက်တာကြောင့်ကြည်စမ်းကလည်းသူ့ရဲ့ခါမှာချိတ်ထားတဲ့တန်လက်အိတ်တစ်စုံကိုချုပ်ယူပြီးသူ့ရဲ့လက်မှာဝတ်လိုက်လေတော့တယ်။ထို့နောက်သူကထိုတန်လက်အိတ်မှာခလုတ်တစ်ခုကိုနှိပ်လိုက်ရာချွန်းထက်တဲ့လက်သေးတံဆူးချွန်နေရာတန်လက်အိတ်ထဲကနေတစ်ချောင်းပြီးတစ်ချောင်းထွက်ပေါ်လာတယ်။ဒီတန်လက်အိတ်ကိုကြားချေတော်လို့အမည်ပေးထားတယ်။ကြည်စမ်းရဲ့လက်နက်ဟာဒီကြားချေတော်တန်လက်အိတ်များပဲဖြစ်တယ်။ဖန်ကန်ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။သူ့ရဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့ရင်ဝတက်တဲ့မှာစုပ်ကင်ထားလိုက်တယ်။တိုက်ခတ်ရန်အသက်အနေထားပြင်လိုက်လေတော့တယ်။ကြည်စမ်းကလည်းသူ့ကိုမျက်တောင်မကစိုက်ကြည့်ပြီးသူ့ရဲ့တန်လက်သေးတွေနဲ့အခွင့်အရေးပေးရင်တိုက်ခတ်ရန်ချောင်းနေတယ်။ဖန်ကန်ကပဲစတင်လှုပ်ရှားလိုက်တယ်။သူဟာသူ့နေရာ၌ပင်ရက်လျက်သူ့ရဲ့ဓာတ်ကိုခုတ်ချလိုက်တယ်။သူရက်နေတဲ့နေရာဟာကြည်စမ်းနဲ့လှမ်းတယ်။ဒါပေမဲ့သူကသူရက်နေတဲ့နေရာမှာပဲဓာတ်ကိုခုတ်ချလိုက်တာကြောင့်ကြည်စမ်းနဲ့တခြားစီဖြစ်နေတယ်။သို့တော့ဖန်ကန်ရဲ့တိုင်းပညာဟာအံ့ဩဖွယ်ရာကောင်းလာပေတယ်။သူကအဲ့လိုသူ့ရဲ့ရှေ့ကိုဓာတ်ကိုခုတ်ချလိုက်စမ်းပါပဲ။ထွက်ပေါ်လာတဲ့အလင်းနှန်းကြီးဟာကြည်စမ်းရက်နေတဲ့နေရာအထိရှေ့လျားထွက်ပေါ်လာတယ်။ထိုလင်းနှန်းဟာထက်မြက်တဲ့ဓာတ်ပတ်မှာကြည်စမ်းရဲ့ငယ်ရိတ်တက်တက်ရနေပြီးထက်ချမ်းပိုင်းချလိုက်တယ်။ပထမမှာကြည်စမ်းကဒီဓာတ်ကိုအကဲခတ်ကြည့်နေတာကြောင့်ဒီဓာတ်နဲ့မိမိကိုတိုက်ခိုက်လာပါလင်ပြန်လဲခုတ်ခံနိုင်ဖို့အတွက်ပြင်ဆင်ခဲ့တယ်။သို့တော့တကယ်တမ်းခုတ်ချလိုက်တဲ့အခါဖန်ကန်ကသူ့ရှေ့သူခုတ်ချလိုက်တာကြောင့်ကြည်စမ်းမှာကြောင်ကြည့်နေမိတယ်။ဒီချိန်မှာပဲအလင်းတန်းတစ်ခုဟာသူ့ရဲ့ငယ်ရိတ်ပေါ်ကနေပြီးရုတ်တရက်ကျရောက်လာတာကိုတွေ့လိုက်ရတဲ့အခါသူကအလွန်လွန်ထိတ်လန့်သွားတယ်။ဖန်ကန်ကအယောင်ပြတာတိုင်းကွက်ကိုအသုံးပြုတိုက်ခိုက်လိုက်ခြင်းဖြစ်တာကိုလည်းနားလည်လိုက်တယ်။ဒါကြောင့်သူကကမန်းကရန်ရှောင်တိန်လိုက်ရတယ်။ဒါကိုဖန်ကန်ကကောင်းစွာအသုံးချလိုက်လေတယ်။သူကဓာတ်ကိုအသုံးမပြုဘဲသူ့ရဲ့လက်ဝါးမှတဆင့်အပူလိုင်းတစ်ခုကိုကြည်စမ်းထံသို့ပြစ်လွှတ်လိုက်တယ်။အကယ်၍သာအပူလိုင်းလက်ဝါးဟာကြည်စမ်းကိုထိမိမယ်ဆိုပါကကြည်စမ်းရဲ့တိုင်းပညာတွေအလုံးဆုံးရှုံးသွားရပြီးဒုက္ခိတဘဝကိုရောက်ရမည်မှာမလွဲပါချေ။ထိုဆက်မှာပဲရှမ်းဟူသောအတန်တန်ရုတ်တရက်ထွက်ပေါ်လာပြီးကြောက်ဖို့တခြားကြည်စမ်းရဲ့ခန္ဓာကိုယ်ဆွဲခေါ်သွားတာကိုပြိတ္တအလုံးကတွေ့ရှိလိုက်ရတယ်။ဖန်ကန်မှာကြောက်အံ့ဖြစ်သွားတယ်။သူကအတွေ့အများကိုပြန်လဲစူးစီးလိုက်ပြီးကြောက်ဖို့ရှင်အောင်ရှာဖွေကြည့်တယ်။ကြောက်ဖို့ရှင်မှာလူငယ်တယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။လူငယ်ကကြည်စမ်းကိုဖန်ကန်ရဲ့တိုက်ခိုက်မှုကိုမခံရစေရန်ကြောက်ဖို့နဲ့ဆွဲဖယ်လိုက်ခြင်းဖြစ်တယ်။အခုလူငယ်မှာကြည်စမ်းရဲ့ရှေ့၌ကာဝယ်ရင်မမရက်နေတယ်။လူငယ်ဟာအသက်20ကျော်ခန့်ရှိလေတယ်။စပင်ရှိတွေဟာခုတ်ပေါ်ကိုဝဲကြလျက်လက်ထဲမှာကြာပုတ်ခွေကိုစုပ်ကင်လျက်ဖန်ကန်ကိုစွတ်စွတ်ဆက်ဆက်ကြည့်နေတယ်။ဖန်ကန်က
လူငယ်ရဲ့တက်တီကိုစိတ်ထဲမှာကြိတ်၍ချီးကျူးလိုက်တယ်ပြီးနောက်သူကလူငယ်ကိုဆိုက်၍ကြည့်ရင်မင်းကဘာတူလဲလူငယ်ကကြောက်နေမယ်ကြည့်မယ်သူရဲကောင်းကြည့်မယ်ဆိုတာကြောက်ပဲအော်ဟောမြေနာစစ်တမန်ကိုင်းကိုဖြိုခွဲဖို့ကြိုးစားနေတဲ့သူရဲကောင်းကြည့်မယ်ဆိုတာမင်းကိုသူ့ရဲ့အတားချဲလောင်းလာတယ်ဒါကြောင့်လူငယ်ရဲ့အမည်ကိုစင်မြင့်အောင်မှကြည့်ရှုနေကြတဲ့လင်ချမ်းတို့ဟာကောင်းစွာကြားနိုင်ခဲ့လေတော့တယ်လင်ချမ်းမျက်မှောင်ကုတ်သွားပြီးလာပြန်ပြီးချစ်မန်တယောက်တီတိုရေရွတ်လိုက်တယ်ပိုင်ရဲမှမူတက်ဆိတ်နေလျက်စင်မြင့်မော်သာစိုးရိမ်မှုအဖြစ်ပါတဲ့မျက်လုံးနဲ့ကြည့်နေတယ်လင်ချမ်းရေလိုက်တဲ့စကားကိုကြားရမတူချေသူမရင်းတို့ကြည့်နေရမှလင်ချမ်းဘက်ကိုရုတ်တရက်လှည့်လိုက်ပြီးအဘအချင်းနဲ့တိတ်မဟန်ကျွန်တော်တို့ဝင်းကူရလင်ချမ်းဘယ်ဖြစ်မလဲဖန်ကန့်ရဲ့တိုင်းပညာဘလောက်စစ်မြင့်နေဆိုတာမင်းလည်းအမြင်မဲမဟုတ်လားပိုင်ရဲသူတို့နဲ့တော့ဘယ်ရင်ဆိုင်မှမလဲကျွန်တော်တို့တခြားအနေကင်းတဲ့နေရာကိုကဲထုတ်သွားတာပေါ့လင်ချမ်းဖြစ်နိုင်မှမလားပိုင်ရဲမျက်မှောင်ကုတ်သွားပြီးအဘတိုင်းလောက်ကသားချင်းချင်းဒီလောက်လေးတော့မကူညီကြုံလားမဟုတ်ပါဘူးထိုစင်မှာပဲစင်းမြင့်ပေါ်မှာတိုက်ခတ်တန်တွေထပ်ပေါ်လာတာကိုကြားလိုက်ရတော့တယ်ကြာပွတ်တန်များဆူညံလျက်ရှိတယ်သူရဲ့ကောင်ကြည့်မယ်ရဲ့ကြာပွတ်ပညာအမခန့်လောက်အောင်ပဲထူးချွန်လာတာကိုအားလုံးမှတ်ချက်ချမိကြလေတယ်ဖန်ကန်းမှာကြည့်မယ်ရဲ့ကြာပွတ်ကိုအနှဲငယ်ရှောင်တိန်နေရတယ်သူဟာပြန်လဲတိုက်ခတ်ခြင်းပဲမရပါသို့တော့သူဟာချက်ချင်းမဲ့အကြံတစ်ခုရရှိလာလေတယ်သူဟာမဲ့ပြောင်းတစ်ချက်ပြုံးလိုက်ပြီးကြာပွတ်ရချက်ကိုခံလိုက်တယ်ကြာပွတ်ရချက်မှာဖန်ကန်းရဲ့ခနာကိုပေါ်ပြင်းပြင်းထန်ထန်ဒလက်ဆက်ကျရောက်လာတယ်အကယ်၍သာဒီနေရာမှာတာမန်တိုင်းသမားတယောက်ဖြစ်ခဲ့ပါလေဒီလူဟာအသားများဆုပ်ပြတ်ထွက်ပြီးသွေးများချင်းချင်းနေရသွားမိတာဖြစ်တယ်သို့တော့ဖန်ကန်းကမူသူ့ရဲ့ခန္ဓာကိုယ်တန်မဏိလိုမာကျောသွားစဉ်မိချောင်းအားမှန်တိုင်းကွက်ဟန်ဟူသောတိုင်းကွက်ကိုအသုံးပြုပြီးခုခံလိုက်တဲ့အတွက်ကြည့်မြင်ရကြဘောဟာဖန်ကန်းကိုမိသုံးမှထိခိုက်ခြင်းမပြုနိုင်ပဲဝေယနာတစ်ခုကိုသာထိမိတဲ့အလားချဘောမှာပြန်ရကန်ထွက်သွားလေတယ်သူရကောင်ကြည့်မြင်ရဲ့မျက်လုံးအစုံဟာအလွန်လွန်ကျူးကျဲသွားတယ်ဖန်ကန်းကိုလည်းမယုံကြည်နိုင်စွာနဲ့ကြည့်လိုက်လေတယ်ဟာဖန်ကန်းရဲ့ရေမောတဟန်ကျဲလောင်စွာထွက်ပေါ်လာတယ်တရေကောင်ကြည့်မြင်ဟာအန်ကိုတင်းတင်းကြိတ်လိုက်တယ်သူကဖန်ကန်းရဲ့လက်ချက်နဲ့တရားတော်မှာကိုနားလည်လိုက်တယ်ဒါကြောင့်သူကရွှေချမင်းပန်လှည့်ပြီးဆရာကျွန်တော်တို့နှစ်ယောက်တရားမဲ့အတူတူဒီလိုဆရာနဲ့ကျွန်တော်လက်တွဲပြီးအပြစ်နှိမ်နေအောင်ရွှေချမင်းဟာအတွင်းထဲဟာနည်းနည်းရထားတာမို့သူ့ရဲ့နှက်ခမ်းမှာသွေးနေငယ်စို့နေတယ်သူကခေါင်းညှိပြီးကောင်းပြီမင်းတတိထားပါဆရာလည်းတတိထားပါဖန်ကန်းကရဲမောလျက်ပဲထိုစင်မှာပဲပွက်ဟူသောတိုးညက်တဲ့အတန်များဆက်တိုက်ထွက်ပေါ်လာတယ်လက်နက်ပုံများပလူပြန်နေတယ်ထိုလက်နက်ပုံတွေဟာချီရှုနေကြတဲ့ပြိတ္တများကြားကနေထွက်ပေါ်လာခြင်းဖြစ်တယ်လက်နက်ပုံတွေကိုပြစ်လွတ်လိုက်သူမှာတိုင်ရဲပဲဖြစ်လေတယ်ဖန်ကန်းကမိမိထံသို့လက်နက်ပုံများပြစ်လွတ်လာနေတာကိုနားလည်လိုက်တယ်ဒါကြောင့်သူကခန္ဓာကိုယ်ဟာတစ်ချက်ဝေ့ရမ်းပြီးပလူပြန်ရောက်ရှိလာတဲ့လက်နက်ပုံတွေကိုတစ်ခုမကြံရိုက်ချလိုက်တယ်သူဟာအလွန်လွန်ဒေါသထွက်သွားတယ်ပြိတ္တကြားမှာသူ့ကိုလောက်ကြံမဲ့သူရှိနေတယ်ဒီလူကလည်းရွှေချမင်းနဲ့တကိုင်းနဲ့သာဖြစ်ရမယ်လို့ယူဆပြီးရွှေချမင်းကိုဒေါသတကြီးလှည့်ကြည့်လိုက်တယ်ထိုအခါသူ့ရဲ့မျက်လုံးစုံဟာပြူးကျဲလာတယ်အကြောင်းမှာရွှေချမင်းနဲ့သူ့ရဲ့ကောင်ကြည့်မြင်တို့ဟာဆက်မျက်မှောင်နိုင်မရှိတော့တာကိုတွေ့လိုက်ရတာကြောင့်ပဲဖြစ်တယ်ပြေးပြီလိုက်မြန်နာစစ်တမန်ဂိုင်းသားတွေရဲ့အတန်တွေဟာစူညံစွာထွက်ပေါ်လာတယ်ဖန်ကန်းဟာဂိုင်းသားတွေပြေးလိုက်သွားရဘက်ကိုလှမ်းကြည့်လိုက်ရာလူရိပ်လေးခုပြေးလွှားနေတာကိုမြင်တွေ့လိုက်ရတယ်သူကတောက်တစ်ချက်ကိုကျဲလောင်စွာခောက်လိုက်တယ်ပြီးတော့သူကဒေါသတကြီးနဲ့ခန္ဓာကိုယ်တစ်ချက်လှုပ်ရှားပြီးပြေးလွှားနေကြတဲ့ရွှေချမင်းတို့အုပ်စုနောက်ကိုပြေးလိုက်သွားလေတော့တယ်ရွှေချမင်းနဲ့သူရဲကောင်းချစ်မြင်တို့လျှက်တစ်ပြက်ခေါ်ထုတ်သွားသူမှာပိုင်ရဲနဲ့လင်ချမ်းတို့ပဲဖြစ်တယ်ရွှေချမင်းနဲ့သူရဲကောင်းချစ်မြင်တို့ဟာဘူးမတိဗမတိနဲ့ကဲထုတ်လာခြင်းကိုခံလိုက်ရတယ်အခုလည်းပြေးလက်ဆနဲ့ဆက်ပြေးနေရတယ်သူတို့ဟာမပြေးရမရပါအခုလောက်ဆိုမြန်နာစစ်တမန်ဖန်ကန်းမှာဒေါသပုံထပြီးမွေပွေးတကောင်လိုအခဲမကြေပဲရှေးမြေအဆုံးထိသူတို့နောက်ကိုလိုက်လာတော့မှနားလဲတာကြောင့်ဖြစ်တယ်အရှိမလူရိပ်လေးကိုအသွန်ခွန်ဆိုင်ပြေးနေတယ်နောက်မှလူရိပ်ကလည်းအသွန်ခွန်ဆိုင်လိုက်နေတယ်ပြေးသူနဲ့လိုက်သူအလှမ်းကမကွာတော့လင်ချာနောက်ဘက်သို့လှည့်ကြည့်လိုက်ရင်ထိတ်သွားလေတယ်သူဟာပြေးလွှမ်းနေရင်ကနေပိုင်ရဲဘက်ကိုလှည့်ပြီးဖန်ကန်းကတော့မိတော့မယ်ဘလို့လုံးမလဲဆိုပြီးအကြံတောင်းလိုက်တယ်ပိုင်ရဲဟာခပ်ပေါ့ပေါ့ပဲပြန်ပြေးလိုက်တယ်မိတော်တော့လည်းရင်ဆိုင်တာပေါ့ကျွန်တော်တို့က၄ယောက်သူက1ယောက်တည်းဟာလင်ချာတော်ကြကိုယ်တည်တွင်ကိုတူတူလိုဖြစ်နေအောင်မယ်ပိုင်ရဲကဖြစ်တော့လဲဘာဖြစ်လဲလူရဲလို့ဖြစ်လာရင်တရားတာချင်းတူတိုင်းလောကတစ်ခုလုံးအတွက်ရန်သူနဲ့ရှင်ဆိုင်တိုက်ပွဲဝင်တရားတာပုံမြတ်ပါတယ်လင်ချာမှာ
ဖန်ရဲ့တမဏိလိုမာတဲ့စိတ်ဓာတ်ကိုထပ်မံချီးကျူးရပြန်လေတယ်။သူကမပြောတော့ပါမြန်နာစေတမန်ကန်းကျုပ်ဖန်ကန်းနဲ့ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်လေတယ်။သို့တော့သူတို့အသက်ဆွန့်ပြီးကဲတင်လာရတဲ့ရွှေချမင်းနဲ့သူရဲ့ကောင်ကြည့်မင်းတို့တော့အထိခိုက်မခံနိုင်အသက်ဆုံးရှုံးမခံနိုင်ဒါကြောင့်သူကပြင်းရင်လှရင်ကနေရွှေချမင်းကိုဆရာကြီးတို့ဒီနေရာနဲ့အမြန်လွတ်အောင်ပြေးပါကျုပ်တို့ဖန်ကန်းကိုရင်ဆိုင်ထားလိုက်မယ်ရွှေချမင်းကဖန်ကန်းကလှည့်ကြည့်ရင်မဟုတ်တာပဲဗျာတကယ်ဆိုအဘကကျုပ်တို့ကအသက်ကြီးပါတယ်ဒါကြောင့်ရင်ဆိုင်ချင်းရင်ဆိုင်ကျုပ်တို့ကရင်ဆိုင်ရမှာပေါ့ကြည့်မင်းကထောက်ခံလိုက်တယ်ဟုတ်တယ်အဘသာလွတ်အောင်ပြေးပါကျုပ်တို့ပဲရန်သူရင်ဆိုင်မှမယ်အခုမှလင်ချမ်းဖို့အခက်တွေ့နေရတယ်မိမိကအဖိုးကိုတရားလို့အားလုံးကထင်မြင်နေကြပြီသူကညှင်းဆိုလိုက်တယ်ကျုပ်တို့ကခမရတို့အသက်ဆွန့်ပြီးကဲတင်လာခဲ့ရတာခမရတို့တခုခုထိခိုက်သွားရင်ကျုပ်တို့ကဲရကြဘယ်နဲ့တော့မလဲဒီတော့ခမရတို့ပြေးကြပါသူကဆက်ပြီးခမရတို့ကတိုက်လောကမှာနာမည်ကြီးတဲ့သူတွေတိုက်လောကကောင်းကျိုးလည်းအများကြီးထမ်းရရအောင်ပါကျုပ်တို့ကမထင်ရှားတဲ့လူတွေဒီတော့ကျုပ်တို့တက်ဆိုင်ခမရတို့ကပို့ပြီးတန်ဖိုးရှိပါတယ်လင်ချမ်းပြောတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာပန်ရဲဟာလင်ချမ်းကိုအထင်သေးခဲ့မိတာကိုနှောင်းတရသွားလေတယ်တကယ်တော့လင်ချမ်းဟာတိုင်းသမားကောင်းတစ်ယောက်စိတ်တဲ့အပြည့်အဝရှိတာကိုသူမနားလည်လိုက်တယ်သူမကဝင်ပြီးအဖပြောတာဟုတ်ပါတယ်ဆရာကြီးတို့ပြေးကြပါရန်သူကိုကျွန်တော်တို့တားထားပါမယ်ဒီလိုမှမဟုတ်ပဲဆရာကြီးတို့ကခေါင်းမှန်နေကျွန်တော်တို့အားလုံးဒုက္ခရောက်မှာလွယ်ပြီးဘာမှအကျိုးထူလာမှာမဟုတ်ဘူးဆရာကြီးတို့အသက်ရှင်ခွင့်ရမယ်ဆိုရင်ကျွန်တော်တို့အသက်ဆုံးရကြိုးနှက်ပါတယ်ကြည့်မယ်ဟာဓာတိကျကျပါအောင်ဆုတ်ထားပြီးသူကရွှေချမင်းကိုဆရာဒီမိတ်ဆွေတွေရဲ့ဆန္ဒကိုဖြည့်ပေးလိုက်ပါဆရာကစားကျွန်တော်တို့နဲ့တိုက်ပွဲအတူဝင်မယ်ရွှေချမင်းကတက်ပြင်းချလိုက်တယ်ကောင်းပြီလေမိတ်ဆွေတို့ကဒီလောက်ဆရာထက်တန်နေမှတော့ကျုပ်မိတ်ဆွေတို့ဆန္ဒကိုလိုက်ရောပါတော့မယ်သူဟာရုတ်တရက်ပြေးလွှားရာနဲ့ရက်တက်လိုက်တယ်လင်ချမ်းတို့ကလည်းအတီးတီးရက်တက်လိုက်ကြတယ်ရွှေချမင်းဟာလင်ချမ်းနဲ့ပန်ရဲကိုလက်နှစ်ဖက်ဆုပ်ပြီးဂရဝပြုတ်နှုတ်ဆက်လိုက်တယ်မိတ်ဆွေတို့ရဲ့စေတနာမြတ်တာကိုကျုပ်အထူးလေးစားမိပါတယ်မိတ်ဆွေတို့အခုလိုကျုပ်ကိုကူညီခဲ့တဲ့ကျေးဇူးကိုလည်းကျုပ်တသက်မမေ့ပါဘူးကဲကျုပ်သွားပြီသူဟာစကားဆုံးတာနဲ့ကိုယ့်ဘပညာကိုအသုံးပြုပြီးပြေးလွှားထောက်ခါသွားလေတယ်ထို့ချိန်မှာပဲနောက်မှလိုက်လာတဲ့ဖန်ကန်းဟာလင်ချမ်းတို့ကိုမှီသွားပြီဖြစ်လေတော့တယ်ဖန်ကန်းဟာမွေရောက်တစ်ကောင်လိုအမောက်ထောင်လျက်လင်ချမ်းတို့၃ယောက်ကိုရန်လိုတဲ့အချီနဲ့ဆူရှာစွာစိုက်ကြည့်နေလေတယ်သူကတခဏစိုက်ကြည့်ပြီးနောက်ရွှေချမင်းပဲရောက်သွားပြီလေသူဟာအမိန်ပေးတန်ပါတဲ့လေတံနဲ့မေးလိုက်လေတယ်လင်ချမ်းတို့ကအဖြစ်မပေးပါဖိုက်ကဒေါသထက်သွားတယ်ကြောက်မင်းနဲ့မကြောက်လားလင်ချမ်းနှာခေါင်းတစ်ချက်ရှုပ်လိုက်ပြီးကြားသားပဲကြားရင်ဖြေလေမဖြစ်နိုင်ဘူးခမည်းလိုလူမျိုးအဖက်လုပ်ပြီးမေးသမျှဖြေတဲ့အကြောင်းမရှိပါဘူးဖန်ကဒေါသငယ်တိတ်ကိုတက်သွားလေတယ်သူကမေးမြန်းခြင်းမပြုတော့ကဲဒီလောက်တောင်ဖြစ်နေတာငါအကြောင်းကောင်းကောင်းသိကြသေးတာပေါ့သူကကြုံသွားပြီးအတွင်းအားကိုစူးစီးနေတယ်လင်ချမ်းဖန်ကသူတို့ကိုမိတို့တိုက်ခိုက်လာမျိုးသိရှိလိုက်ပြီးဖြစ်တာကြောင့်ပန်ရဲကိုတတိပေးလိုက်တယ်ပန်ရဲတတိထားဒီလိုအပူလိုင်းတွေထုတ်လွှတ်လိုက်မယ်ပန်ရဲကခေါင်းငိမ့်လိုက်ပြီးကိစ္စမရှိဘူးကျွန်တော်လေပွေးတိုင်းတက်ထားပါတယ်သူမအဲ့လိုပြောနေစမှာပဲဖန်ကတွန်းထွက်လိုက်တဲ့ဖြင့်သူ့ရဲ့လက်ဝါးနှစ်ဖက်ကနေအပူလိုင်းတွေကအရှိန်နဲ့တိုးထွက်လာလေတယ်လင်ချမ်းနဲ့ကြည့်မင်းတို့ကရှောင်းတိန်လိုက်ကြရတယ်သို့တော့ပန်ရဲကရှောင်းတိန်ခြင်းမပြုတ်ပဲသူမရဲ့ခန္ဓာကိုယ်လေဝေတစ်ခုနဲ့လှည့်ပတ်လိုက်တယ်သူမရဲ့ခန္ဓာကိုယ်လှည့်ပတ်လိုက်တဲ့အရှင်ဟာမြန်ဆန်လာတဲ့အတွက်လေပွေတစ်ခုပမာဖြစ်ပေါ်လာပြီးဒီလေပွေဟာသူမကိုဖုံးထားတယ်ဒါကြောင့်ဖန်ကန်ပြစ်လွတ်လိုက်တဲ့အပူလိုင်းဟာထိုလေပွေကိုဖောက်ထွင်းမှုမပြုတ်နိုင်ပဲနောက်ကျောင်းပြန်လှည့်သွားရလေတယ်ဖန်ကန်ထိတ်လန့်သွားတယ်သူထုတ်လွတ်လိုက်တဲ့အပူလိုင်းတွေကသူ့ထံပြန်ရမလာစင်ကမန်းကရန်ပြန်ရောက်လိုက်တယ်အဲ့ဒီအခါပန်ရဲကသူမရဲ့ခန္ဓာကိုယ်ရက်တန့်လိုက်တယ်ထိုအချိန်သူကဓာတ်ကိုဆွဲထုတ်လိုက်ပြီးဒီနေ့မင်းတို့၃ယောက်ရဲ့ခေါင်းကိုဖြတ်ပြီးမှကြောက်ကျင်တတ်မယ်ဆိုပြီးကြုံဝါလိုက်တယ်သူမကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးကျုပ်တို့ကလည်းခမ ्या ကိုမှတ်သားလောက်အောင်ဆုံးမရမှကျင်တတ်မယ်သူမအဲ့လိုပြောပြီးသူမရဲ့အိတ်ထဲကနေလက်နက်ပုံးတွေကိုထုတ်လိုက်ပြီးဖန်ကန်စီကိုပြစ်လွှတ်လိုက်တယ်ဖန်ကန်ဟာသူ့လက်ထဲကဓာတ်နဲ့အသာပဲရိုက်ချနိုင်ခဲ့လေတယ်ရော့ဒါကိုလည်းရိုက်ချနိုင်ရိုက်ချလိုက်ပါအောင်သူမကပြောပြီးလက်နက်ပုံးနှစ်ခုကိုထပ်မံပြစ်လွှတ်လိုက်တယ်သူကတစ်ချက်ပြုံးလိုက်ပြီးဒီလောက်တော့တနာတယ်ဆိုတဲ့ပုံစံနဲ့သူ့ထံကိုပြစ်လွှတ်လိုက်တဲ့လက်နက်နှစ်ခုကိုရိုက်ချလိုက်တယ်ဖောက်ဟူသောအတန်နဲ့အတူလက်နက်ပုံးနှစ်ခုအနက်တစ်ခုဟာပောက်ကွဲသွားပြီးအမုံတွေကသူ့ရဲ့ကိုယ်ပေါ်ကိုကျသွားလေတယ်သူကရင်ထိတ်သွားတယ်သူကကြပြကြရရှောင်လိုက်တော့လဲအဲ့ဒီအမုံတွေကိုမြည်သုံးမြမရှောင်နိုင်ပြီသူကအစိမ့်မုံဖြစ်မှာကိုစိုးရိမ်သွားတဲ့ဖြင့်
အထိတ်တလန့်ဖြစ်သွားတဲ့ပုံစံတွေ့ရတဲ့အခါသူမဟာရင်မောလိုက်လေတယ်။တိတ်လည်းကြောက်မနေပါနဲ့ဗျာ။ကျုပ်တို့ကမတမာတဲ့နည်းကိုမသုံးပါဘူး။သူကရင်းသူပြောစဉ်သူ့ရဲ့ခန္ဓာကိုယ်ကတစ်ချက်တုန်ခါသွားပြီးထို့နောက်တွန့်လိန်လာတယ်။လင်ချမ်းနဲ့ကြည့်မြင်တို့ဟာသူ့ရဲ့အဖြစ်ကြောင့်ကြောင်သွားကြတယ်။ပိုင်ရဲ့ရေလိုက်ပြန်တယ်။ထို့နောက်သူမကလင်ချမ်းတို့ကိုလှမ်းကြည့်လိုက်ပြီးအာယုံပြောင်းနေတော့ကျုပ်တို့ပြေးကြရအောင်။လင်ချမ်းနဲ့ကြည့်မြင်တို့မှာကြောင်အန်းဖြစ်ရာကနေပိုင်ရွက်ပြေးထွက်သွားတဲ့အတွက်သူတို့လည်းနောက်ကနေပြေးထွက်သွားကြလေတယ်။မယနာစစ်တမန်ဖန်ကန်းဟာတွန့်လင်လျက်ပင်ကြံခဲ့လေတယ်။ပိုင်ရညံပညာကိုအသုံးချပြီးတိုက်ခိုက်လိုက်တဲ့အတွက်သူတို့၃ယောက်ဟာသူ့ရဲ့လက်တွင်းကနေလွတ်မြောက်နိုင်ခဲ့လေတယ်။သူတို့၃ယောက်ကပြေးလွှားရင်းကနေချင်းဝုံမျိုးနဲ့အတန်ဝေးဝေးကိုရောက်ရှိလာတယ်။သို့တော့သူတို့ဟာပိုးရည်သေးကြစေရန်အနားယူခြင်းပဲမပြုပဲဆက်လက်ပြေးလွှားကြတယ်။အတန်ကြာပြေးလာပြီးနောက်ခက်လန်းလန်းမှာတောအုပ်တစ်ခုမြင်တွေ့လိုက်ရတယ်။လင်ချမ်းကဝမ်းသာသွားပြီးဟိုရှိမှတောအုပ်တွေပြီးအဲ့ဒီမှာဝင်ခိုရင်းအနားယူကြတာပေါ့။ရန်သူမီးလာလဲပုံကွယ်လို့ရတယ်။ပိုင်ရဲနဲ့ကြည့်မြင်တော့ခေါင်းငိမ့်လိုက်တယ်။ထို့နောက်သူတို့၃ယောက်ဟာအဲ့ဒီတောအုပ်ရှိအောင်ဆက်လက်ပြေးလွှားသွားကြလေတယ်။တောအုပ်အတွင်းအကာအကွယ်ရှိပြီးရန်သူလာရင်မြင်နိုင်တဲ့နေရာကိုရွေးပြီးလင်ချမ်းတို့၃ယောက်ကထိုင်ချပြီးအနားယူလိုက်ကြတယ်။ပိုင်ရဲကလင်ချမ်းကိုဂယုဏတက်စွာကြည့်ရင်အဖအတော်ပင်ပန်းသွားလားကျွန်တော်တို့လူငယ်တောင်မခံနိုင်ဘူးမောလိုက်တာဗျာလင်ချမ်းပြုံးလိုက်ပြီးမောတော့မောတာပေါ့ဒါပေမဲ့တိုင်းသမားဆိုတော့လေဒီလောက်တော့ခံနိုင်ရှိရမှာပေါ့ကြည့်မင်ကလင်ချမ်းကိုကြည့်ပြီးအဖနာမည်ဘယ်လိုခေါ်သလဲလင်ချမ်းကနှဲငယ်စဉ်းစားပြီးမှကျုပ်နာမည်ထိုက်ကြည့်ပါဇက်ကတွေ့ရနာမည်ကိုပြောလိုက်တယ်သူမျက်မှန်ကုတ်သွားတယ်တိုင်းလောကမှာဒီနာမည်ကျွန်တော်တစ်ခါမှမကြားဘူးလင်ချမ်းချောင်းတစ်ချက်ဟန်းလိုက်ပြီးမကြော်ကြားဘူးဆိုငါကြော်ကြားတာမနစ်သက်ဘူးအေးဆေးပဲနေတာ哦အော်သူကပိုင်ရဲကိုကြည့်လိုက်ပြန်တယ်ဒီကိုလေးရဲ့နာမည်အောင်ပိုင်ရဲကသွားဖြဲပြုံးလိုက်ပြီးကျွန်တော်အကိုလေးလို့မခေါ်ပါနဲ့ဗျာကျွန်တော်ကဒီကအကိုကြည့်မှန်တဲ့အသက်3နှစ်ငယ်တယ်ဗျသူ့ရဲ့မျက်ခုံးအစုံကနှစ်ဘိုးဘော်ကိုပင့်တက်သွားလေတယ်ကျုပ်ကခမရတဲ့အသက်3နှစ်ကြီးတယ်ဆိုတာခမရဘလို့လုပ်သိတယ်လဲပိုင်ရဲကပြုံးပြီးအကိုကတိုင်းလောကမှာနာမည်ကြီးလာတာမကြသေးဘူးမဟုတ်လားဒီတော့ကျွန်တော်လည်းအကိုတရင်ကြားလာနဲ့စိတ်ဝင်စားသွားပြီးအကိုရဲ့အကြောင်းအလုံးစုံစမ်းထားတာလေအမှန်တော့သူမရဲ့နေရာစကားတွေကိုအမှန်တိုင်းပြောချလိုက်ခြင်းဖြစ်တယ်သို့တော့ပိုင်ရဲမှာမင်းကလေးတယောက်ဖြစ်နေမှမသိတဲ့ကြည့်မင်ဟာလက်နှစ်ဖက်ဆုပ်ပြီးကျုပ်ကိုအခုလိုအထင်ကြီးလေးစားရတယ်ဆိုတာကိုသိရလို့ဝမ်းသာမိပါတယ်ဒါနဲ့ညီလေးနာမည်လည်းပြောပါအောင်ပိုင်ရဲကလည်းချက်ချင်းအဖြေမပေးပါအနှဲငယ်စဉ်းစားပြီးမှမင်းကျွန်တော်နာမည်မင်းပါလင်ချမ်းမမူသူမဟာကြည့်ပြီးမရေမိစေရမနှဲချုပ်တီးထားလိုက်ရတယ်အော်လက်ဆသက်တော့သူငါနဲ့တွေ့တော့သူ့နာမည်ကိုမေးတော့သူစိတ်ဝင်စားတဲ့လူရဲ့နာမည်ကိုပြောခဲ့တာ哦အခုတော့ကြည့်မြင်နာမည်ကိုတကယ်ပိုင်ဆိုင်ထားတဲ့သူရှိကြတော့သူကကြည့်မြင်လို့မပြောတော့ဘူးတက်လဲတက်နိုင်တဲ့မင်းကလေးပဲသူကရဲချင်းစိတ်ကိုချုပ်တီးလိုက်ပြီးနောက်ဖန်ကန်းနဲ့ပိုင်ရဲတိုက်ခတ်စဉ်အဖြစ်ပြက်ကိုသတိရသွားပြီးဒါနဲ့နေပေါင်းမင်းကဖန်ကန်းကိုလက်နဲ့ပုံနဲ့ပြက်တော့ပောက်ကွဲသွားတဲ့အမောင်နေအစိတ်မုံနေလားတကယ်လို့အစိတ်မုံနေဆိုရင်တစ်ပတ်လို့အဲ့လိုအနိုင်တိုက်ခိုက်တာမျိုးကျုပ်တို့သဘောမကျဘူးပိုင်ရဲကပြုံးပြီးအဘကလည်းကျွန်တော်အထင်လွဲနေတာ哦တကယ်တော့အဲ့ဒီအမုံတွေကခွလက်ရသည့်အမုံတွေပါခွလက်ရသည့်အမုံတွေဟုတ်လားလင်ချမ်းနဲ့ကြည့်မြင်တို့ဟာကြိုင်တို့အတန်ထွက်သွားကြတယ်ပိုင်ရဲကခေါင်းညှိလိုက်တယ်ဟုတ်တယ်နောက်ဆုံးပြစ်လွတ်လိုက်တဲ့လက်နက်ပုံ2ခုအနက်တစ်ခုမှာအဲ့ဒီခွလက်ရသည့်အမုံတွေကိုထည့်ထားတဲ့ဖန်လုံးတစ်လုံးပဲဒါကိုဖန်ကလက်နက်ပုံထင်ပြီးရိုက်ချလိုက်တော့ခွလက်ရသည့်အမုံတွေကသူ့ကိုဆင်သွားတာပေါ့သမပြုံးပြီးကျွန်တော်တို့သူ့လက်ကလွတ်အောင်လုပ်ဖို့ဒီတနည်းပဲရှိတယ်လင်ချမ်းအခုမှသဘောပေါက်သွားပြီးဖန်ကန်ဖြစ်ကိုပြန်မြင်ပြီးပြုံးမိတယ်။နင့်ကညံပဲဆိုးလို့လေ။ပိုင်ရဲကတော်သေးတယ်ကျွန်တော်ငယ်ငယ်ကလေးကစော့တဲ့အခါကိုမကျေနပ်တဲ့လူဆိုခွဲလျက်သိနဲ့လိုက်ပို့နေကြ။အခုလည်းကျွန်တော်ရဲ့ဝါသနာအတိုင်းခွဲလျက်သိလက်နဲ့ပုံလှုပ်ထားမိလို့နှုတ်မဟုတ်ရင်ကျွန်တော်တို့အားလုံးဖန်ကန်လက်ထဲကနေလွတ်နိုင်မှာမဟုတ်ဘူးဗျ။ဖန်ကန်ကကျုပ်တို့ကိုဘယ်နည်းနဲ့မှလွတ်ပေးမှာမဟုတ်ဘူး။ကြည့်မြင်ကဝင်ပြောခြင်းဖြစ်တယ်။ပိုင်ရဲကခေါင်းညှိလိုက်တယ်ဟုတ်တယ်ဒီလူရဲ့အဖွဲခွဲတွေကလည်းနေမြေအနှံ့မှာရှိနေတော့ရှောင်ရှားလို့တော်ရုံနဲ့မလွယ်ဘူးကြည့်မင်ခမရတို့ကကျုပ်တို့ကိုကဲခဲ့တာဒီရေးတွေကိုမမြင်လို့လားလင်ချမ်းဒီချက်တောင်မြင်ပါသေးတယ်ကြည့်မင်စိတ်မသက်မသာနဲ့ဒါနဲ့များဗျာလင်ချမ်းဒီလိုတော့မပြောပါနဲ့ကွာကျုပ်တို့ကတိုင်းသမားချင်းချင်းနေပဲ
ပြီးတော့ကျောက်တို့လိုအဖြူအိုင်ပိုင်းသမားတွေကဖန်ကန်းလိုမျိုးနှိမ်နှင်းကျင်နေကြတာမဟုတ်လားအာမတန်လို့သာမန်းလျှော့နေကြရတာတိုင်သမားချင်းထိခိုက်ညစ်နာတဲ့အဖြစ်မျိုးမြင်တွေ့ရတဲ့အခါဘသူကကြည့်ရပါမလဲကျင့်မြင်ကခေါင်းညင်နေဒါလည်းဟုတ်ပါတယ်လေလင်ချန်ကျောက်တို့ကသာမင်းကမင်းနေမင်းရောတိုင်သမားစိတ်ဓာတ်နဲ့ပဲရွှေချမင်းကိုကဲခဲ့တာပဲမလားကျင့်မြင်ကမချီပြုံးပြီးရွှေချမင်းကကျွန်တော်ရဲ့ဆရာပါဒါကြောင့်ကဲခဲ့တာပါအော်ရွှေချမင်းကမင်းရဲ့ဆရာ哦လင်ချန်ကတစုံတစ်ခုကိုတတိယပြီးဒါနဲ့မင်းကိုတစ်ခုမရအောင်မယ်ကျင့်မြင်ကဘာမှလဲပါဒီလိုပါမင်းရဲ့နာမည်ကကျောက်မစ်စီရဲ့သားနာမည်နဲ့တူနေလို့ပါကျင့်မြင်ကအဘမစ်စီကဘယ်သူမို့လို့လဲလင်ချန်ကဆဲဆရာကြီးကုန်းကြီးပါဒီစကားကြောင့်ကျင့်မြင်ကရုတ်တရက်ကြက်သေးသေးသွားတယ်တခဏကြာမှသူကပေထူးကြီးရွာဆဲဆရာကြီးကုန်းကြီးကိုပြောတာလားလင်ချန်ကခေါင်းညင်တယ်ဟုတ်ပါတယ်ကျင့်မြင်ကတိုက်ဆန်ဆန်ပြဆဲဆရာကြီးကုန်းကြီးကကျွန်တော်ဖေပဲလင်ချန်ဟာဒါဆိုတိတ်ကောင်းတယ်ဘာကောင်းတာလဲဗျမင်းနဲ့အခုလိုတွေ့ရတာပေါ့သူကစွန့်ရင်စွာနဲ့ကျွန်တော်မိဘတဲ့ပြောမလို့လားအေးဟုတ်တယ်မြန်ပြောပါဗျဖေနဲ့မေကျမ်းမာကြရလားဒီမေကွန်းကိုကြားလိုက်မှလင်းချကတက်တင်းတစ်ချက်ချပြီးမင်းတို့ရွာကလေးကအခုအပြောင်းလဲနေပြီကွကျင့်မြင်ကမျက်မှောင်ကုပ်ပြီးဘလို့ပြောင်းလဲနေရတော့ဗျလင်းချအခုမင်းတို့ရွာလေးမှာလူနေတဲ့အိမ်ဆိုလို့သုံးပုံတစ်ပုံပဲရှိတော့တယ်ကျန်တဲ့လူတွေအကုန်ပြောင်းပြေးကုန်ကြပြီသူကအံ့ဩမှုနဲ့အတူအလွန်လဲစွန့်ရင်သွားတယ်ဘာဖြစ်လို့လဲဗျဘာဖြစ်လို့ပြောင်းပြေးကုန်ကြတာလဲလင်ချကတပ်ပြင်းတစ်ချက်ထပ်မှန်ရေးချလိုက်ပြန်တယ်မယနာစိတ်တမန်နေကြောင်ပေါ့ဒါဆိုအဖေနဲ့မေရောသူတို့ကတော့အဲ့ဒီရွာမှာကျန်းကျန်းမာမာရှိကြပါတယ်ဒါပေမဲ့စိတ်ကတော့မချမ်းသာကြဘူးဒါကလည်းမင်းပြန်လာနိုးနဲ့စောင့်နေကြလို့ပေါ့ကွာသူကဝမ်းနဲ့လာပြီးအချို့ကြောင့်ကျွန်တော်နားလည်အောင်ရှင်းပြပါအောင်ဗျရဲ့လင်ချကခေါင်းညင်တယ်သူကကြင့်မြင်ကိုစူးဆွေရမျက်နှာကိုင်းသားတွေလက်မှာကဲတင်ပေးခဲ့ရမှာတိကျွမ်းခဲ့ရပုံမျက်နှာကိုင်းသားတွေဟာရွာမှာရှိတဲ့သမီးပြိုတွေသာမကလင်ရှိအမျိုးသမီးများကိုပါဖျက်ဆီးသဖြင့်ရွာလုံးကျွတ်နေပါပြောင်းပြေးကြရပုံစူးဆွေတို့မှာပြောင်းလို့ကြပေမဲ့အိမ်အားထွက်သွားတဲ့တားဖြစ်သူပြန်လာရင်လွဲမှာဆိုပြီးအခုလိုနေရကြောင်းအကျိုးကြောင့်အလုံးလင်ချန့်ဆင်းပြလိုက်တယ်သူ့ရဲ့စကားဆုံးတာနဲ့ကျင့်မြင်ဟာဝမ်းနဲ့လွန်းလို့မျက်ရည်များပါဝဲလာတယ်ဒါဖြင့်အဖေနဲ့မေကကျွန်တော်မြုံနေကြတာပေါ့နော်ဒါပေါ့ကွာမင်းကဝါသနာပါတာကိုလွတ်ချင်လို့မိဘနဲ့ခွဲပြီးထွက်သွားပြီမဲ့ရွာမှာမင်းမိဘနှစ်ပါးကြံခဲ့တာမဟုတ်လားတာသမီးကလည်းမင်းတယောက်ပဲရှိတော့သူတို့မှအသက်ကြီးမှတားကိုလွမ်းဆွတ်တဲ့ဝေဒနာကိုခံစားနေရတာပေါ့ကွာဒီကြားထဲမျက်နှာကိုင်းသားတွေကြီးစိုးချင်တိုင်းကြီးစိုးနေတော့နေရထိုင်ရကြက်တဲတာပေါ့သူတို့မှဝမ်းစာအတွက်အနေကြားကနေနေပူမရှောင်မိုးရွာမရှောင်ဆင်းမရှာထွက်နေရတယ်ဆေးဖို့ပြီးရင်လည်းမြုပ်တက်ပြီးရောင်းရသေးတယ်တော်ပါတော့ဗျာကျင့်မြင်မှာဆက်လက်နားထောင်နိုင်စွာမရှိတော့ပဲဟန်တားလိုက်တယ်သူကထိုင်ရနေထလိုက်တယ်လင်ချန်ကသူ့ကိုမော့ကြည့်လိုက်ပြီးမင်းဘယ်သွားမလို့လဲကျွန်တော်အဖေမေတို့စီပြန်မယ်ဟာညံလိုက်လားနောက်တော့ကြာနေသေးရဲ့ကျွန်တော်အစောကြီးကလေးကအဘနဲ့တွေ့ရမှာလင်ချန်ကပြုံးလိုက်တယ်ကောင်းတယ်မင်းတို့သာတွေ့ရရင်မိမိပြတွေတိတ်ကိုပြောသွားမှာသူကလက်နဲ့ဖက်ဆုပ်လိုက်ပြီးလင်ချန်ကိုခါရဝပြုတ်လိုက်တယ်ကျွန်တော်ကိုကူညီခဲ့တဲ့ဘဘရဲ့ကျေးဇူးကိုမမေ့ပါဘူးကျွန်တော်ကိုခွင့်ပြုပါသူကနှုတ်ဆက်ပြီးထွက်ခွာသွားဖို့ပြင်လိုက်တယ်နင်းလင်ချန်ထိုင်ရထပြီးဟန်တားလိုက်တယ်ဘာပြောမလို့လဲဗျလင်ချန်ကျုပ်လဲလိုက်မယ်အဖလဲလိုက်မယ်ဟုတ်လားဟုတ်တယ်မင်းလမ်းမှာအနေနဲ့တွေ့မှာစိုးလို့ပါသူကအားတုံအားနာစွာနဲ့ကျွန်တော်ကြောင့်အဖဒုက္ခတွေ့မှာသူ့ရဲ့စကားမဆုံးမီလင်ချန်ကြားဖြတ်ပြီးမလို့မင်းမိဘတွေတွေ့ချင်နေတဲ့မင်းကိုဘေးမသိရမခပဲရောက်သွားစေချင်တာကြောက်ရစေတနာဒါကြောင့်ကြောက်လိုက်ပို့မအောင်မင်းမငင်းနဲ့သူဝမ်းသာသွားတယ်ကျေးဇူးတင်ပါတယ်ဗျလင်ချန်ကပန်ရဲဘက်ကိုလှည့်လိုက်တယ်ပန်ရဲကလည်းပြုံးပြီးအဘတို့ကျွန်တော်နှုတ်ဆက်ကြမလို့လားလင်ချန်ကပါဇက်ပိတ်လျက်နှုတ်ဆက်ကြမလို့ပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်လည်းအဘတို့နဲ့လိုက်ပြရစီလို့တောင်းဆိုမှမလို့ပါအမှန်တော့လင်ချန်ကလည်းပန်ရဲကိုလိုက်ခဲ့ရင်မရအောင်ခေါ်ဖို့ဖြစ်တယ်သို့တော့သူကမပြောခင်ပန်ရဲကသူ့သဘောနဲ့သူလိုက်ခွင့်တောင်းနေတယ်ဒါကြောင့်လင်ချန်ကြိတ်ပြီးဝမ်းသာသွားပြီးမင်းတကယ်ပြောရလားပန်ရဲခေါင်းညှိလိုက်တယ်တကယ်ပြောနေတာပါကျွန်တော်ခြေတလုံးအိမ်တိုင်းသွားနေတဲ့တိုင်းသမားတယောက်ပါဒါကြောင့်ဘယ်ဦးသွားဘယ်တောင်းတက်စိတ်ရှိသလိုလုံနိုင်တယ်လေအခုလည်းမျက်နှာကိုင်းကိုဖြိုခွင်းမှုစိတ်တူသဘောတူအဖတို့လိုလူမျိုးနဲ့တွေ့ရတော့ကျွန်တော်ပူအားတွေတိုးလာတယ်
လက်တလောလဲရန်သူနဲ့ရင်ဆိုင်နေရတာမို့ကျွန်တော်တို့3ယောက်အတူရှိနေတဲ့နဲ့မဟုတ်လားလင်ချန်ကခေါင်းငိမ့်လိုက်တယ်ကြည့်မြင်ရင်ကိုကော့ပြီးကျွန်တော်မိဘတွေကိုပြန်တွေ့ပြီးဒီမျက်နှာစစ်တမန်ခိုင်းခမရတို့နဲ့အတူပူပေါင်းပြီးချင်းမုံပါပါလင်ချန်ဒါပေါ့ကွာဒီကိစ္စကကျတို့အဖြစ်အောင်တိုင်းသမားတိုင်းရဲ့ကြီးမားတဲ့တာဝန်တစ်ရပ်ပဲမဟုတ်လားဒီလိုနဲ့သူတို့ကရန်သူရဲ့ခြေနေကိုကြည့်ပြီးပေကူကျွရရှိရာကိုဥတီထွက်ခွာသွားကြလေတယ်အခုချိန်ထိတော့လင်ချန်တို့နောက်မှာရန်သူမြစ်သူတဦးတယောက်မျှလိုက်လာတာအောင်မတွေ့ရသေးပါသူရကောင်ကြည့်မြင်ဟာလက်စိန်တို့ဖြစ်တဲ့လင်ချန်နဲ့ပန်ရဲတို့နဲ့အတူပေကူရအောင်မြင်းကိုစီနဲ့ခီးပြင်းနေလာတယ်လမ်းမှာနေနာစစ်တမန်ခိုင်းသားတို့ရဲ့တားဆီးမှုကိုအချင်းချင်းကြော်ဖြတ်ပြီးခီးဆက်နိုင်ခဲ့တယ်ကြည့်မြင်ဟာပေကူရကလေးကိုရောက်ဖို့စိတ်ပြင်းပြနေတဲ့အတွက်လင်ချန်တို့ကလည်းမနာမနေခီးဆက်နေရလေတယ်အိမ်ကိုမိထားတော့မိထားပြီးအခုမှဘလို့ဖြစ်ပြီးဒီလောက်တောင်လောနေရလဲမင်းငါထွက်မပြေးပါဘူးကွာလင်ချန်မနေနိုင်ပဲပြောလိုက်တယ်အဲ့ဒီအခါကြည့်မြင်ကအဖရဲ့ကျွန်တော်အိမ်ကိုမိချင်လို့မိထားတာမဟုတ်ပါဘူးကျွန်တော်တိုင်းတင်နေရတာမပြီးဆုံးသေးလို့ပါပြီးပြန်တော့လဲတိုင်းလောကအရေးတွေကပေါ်လာတော့သွားလာရင်လှုပ်ရှားရင်နဲ့အိမ်ကိုမပြတ်နိုင်တာပါသူ့ရဲ့စကားကြားတဲ့အခါလင်ချမ်းရဲ့ရင်ထဲမှာငါလည်းဘာလို့မှလဲကွာတိုင်းလောကအရေးကိုဥစားပေးပြီးငါရွာငါအိမ်ငါသားငါချစ်တဲ့သူတွေကိုမိထားခဲ့တာပဲဒီမှာ तू ကမင်းမိဘတွေကိုတခါတည်းမြုပ်ခေါ်သွားပါလားအဖေနဲ့မေကလိုက်ပါမလားလင်ချမ်းဒါပြောကြည့်မှသိမှာပေါ့သူကပါဇက်ပိတ်ထားလိုက်တယ်နှစ်ရက်ခန့်ကြာသူတို့ကပေကူးရွာကလေးကိုရောက်ရှိလာခဲ့ကြတယ်လင်ချမ်းပြောတဲ့အတိုင်းပဲရွာကလေးကိုဝင်လိုက်ကြတဲ့တရွာလုံး6ကပ်ရနေတယ်သူတို့ဟာညနေအချိန်ရောက်သွားမိခြင်းဖြစ်တယ်ညနေခင်းချိန်ဖြစ်တဲ့တိုင်လှုပ်သွားလို့လားမရှိပကတိတိတ်ဆိတ်လျက်ကျင့်မင်ဟာစိုးရိမ်သွားတယ်သူကအိမ်ရှိအောင်လှည့်မြန်စွာမြင်းကိုမောင်းနှင်သွားတယ်အိမ်ရှိကိုရောက်တဲ့အခါသူကတောင်ကနေမြင်းကိုရပ်လိုက်တယ်ပြီးတော့သူကဝမ်းသာတဲ့အပြုံးနဲ့မိဘတွေကိုခေါ်ပြီးနှုတ်ဆက်ဖို့ဟန်ပြလိုက်တယ်သို့တော့သူ့မျက်လုံးတွေကအိမ်တကားရှိအောင်ရောက်ရှိသွားချိန်မှာတော့သူကနှုတ်ဆက်ဖို့ပြင်ထားတဲ့သူ့ရဲ့ပါးစပ်ကိုအချိန်မီပိတ်ထားလိုက်တယ်အเจ้าမှာအိမ်တကားကိုတော့ခလောက်ကြီးတဲ့နဲ့ခတ်ထားတာကိုတွေ့လိုက်ရခြင်းကြောင့်ပဲဖြစ်တယ်အဖေအမေသူကနှုတ်ကလွတ်ခနဲ့ခေါ်မိတယ်နောက်မှရောက်လာတဲ့လင်ချန်လည်းအံ့ဩသွားတယ်ဘဲသွားတာပါလေပိုင်ရဲကဝင်းချင်ကိုအကဲခတ်လာတာမို့သူမကမျက်မှောင်ကုတ်လျက်ရွာထဲမှာလူတယောက်မှမရှိဘူးထလိမ့်ဆန်နေလည်းမရှိဘူးဘလို့ဖြစ်တာလဲလင်ချန်ကတပြင်းတစ်ချက်ချလိုက်ပြီးကြည့်မြင်ကိုကြည့်လိုက်တယ်မင်းမိဘရဲ့လည်းမျက်နှာစစ်တမန်ခိုင်းရဲ့နှောက်ယှက်မှုကိုမခံနိုင်လို့ပြောင်းပြေးသွားပြီနဲ့တူတယ်ကြည့်မြင်ကစိုးရိမ်တဲ့အတန်နဲ့အဖေနဲ့မေပြောင်းသွားကြတာမှဟုတ်ရလားလင်ချန်ရွာထဲမှာတရင်မေးဖို့လူတယောက်တောင်မတွေ့ရဘူးကြည့်မြင်ကဝမ်းနဲလာတယ်အဖေနဲ့မေရဲ့ကျွန်တော်တာဝန်မကျေဘူးကျွန်တော်ကိုခွန့်လွတ်ပါဗျာပိုင်ရရမှုသူ့ကိုစိတ်မကောင်းစွာနဲ့ခမည်းအဖြစ်ကအတော်ရင်နာဖို့ကောင်းပါလားဗျာလက်ချမ်းကနှင်းငယ်စဉ်းစားလိုက်ပြီးကြောက်တခုစဉ်းစားမိတယ်ကြည့်မြင်ဘာမှလဲအဘလက်ချမ်းဒီလိုလေသူကတောက်ခတ်ထားတဲ့အိမ်တကားစီကိုလက်ညှိုးညွှန်ရင်မင်းတို့ငါတေချာတောက်ခတ်ထားပေါ်ထောင်းရင်မင်းမိဘတဲ့လူစုလက်ချက်နဲ့တစုံတစ်ခုဖြစ်သွားတာတော့မဖြစ်နိုင်ဘူးတနေရာရာကိုပြောင်းသွားတာဖြစ်ရမယ်ကြည့်မြင်ကလည်းအနှင်းငယ်စဉ်းစားလိုက်ပြီးအိမ်ရဲ့အခြေအနေကိုထပ်မံကဲခတ်လိုက်တယ်ပြီးတော့သူကပြုံးပြီးခေါင်းငင်းလိုက်တယ်ဖြစ်နိုင်တယ်ဗျချက်ချင်းဆိုသလိုပဲသူ့မျက်နှာညှို့သွားပြီးဒါမဲ့အဖေနဲ့မေထောက်တာမှန်ခဲ့ရင်တောင်ကျွန်တော်တို့ဘယ်ကိုလိုက်ရှာကြမလဲနင်ချအရင်တော့မင်းရဲ့ဆွေမျိုးတွေအိမ်မှာတွားရှာတကယ်လို့မတွေ့ရင်ရင်မြေဆုံးစေတော့ရှာပေါ့ကွာကြည့်မြင်မှာစကားမပြောတော့ပါတပြင်းတစ်ချက်ကိုသာချလိုက်လေတယ်